ပတ်သက်ပွဲတွေအထူးခမ်းနားတွေမှာဘသူတက်မဆိုထူးခြားလှပပြီးတော့ဆွဲဆောင်မှုအပြည့်နဲ့တောက်ပချင်မှသလားဆိုရင်တော့ BKCD brand ရဲ့ဒီဇိုင်းဆက်သစ်ပြီးတော့ luxury ဆန်နဲ့ပို့ချီတာကောင်တွေရဲ့တင်းအိမ်မက်တွေအကောင့်တွေဖော်ပေးပါလိမ့်မယ်မိကိုရုံကြည့်မှုအပြည့်နဲ့လှပနေစေမဲ့အခွင့်အရေးကိုဖန်တီးပေးမဲ့ဝတ်စုံတစ်စုံပါပဲရှင်ဒီကောင်လေးကဝတ်ဆင်လိုက်တာနဲ့အိဆက်ငင်ရောတဲ့ပိုးချီတာရဲ့အထီးတွေကိုပေးဆက်မှာပါလက်ရံမြောက်စွာချီထိုးထားတဲ့အဖြူအောင်ဒီဇိုင်းလေးတွေကခေါင်းဝတ်တစ်ထည်လုံးကိုမြင့်မြင့်တဲ့အလှအောင်ယူဆောင်ပေးပြီးတလက်လက်တောက်ပနေတဲ့ကြောက်လေးတွေစီချဲထားတဲ့ကျဲသီးလှလေးတွေကအသေးစိတ်တိုင်းမှာအစတက်မြင့်မာမှုကိုပြသနေပါတယ်မြမယူကအငွေးသက်ကိုခင်မီရဲ့ဒီဇိုင်းနဲ့ပေါင်းစပ်ထားတာမို့လို့ဘယ်တည်းမဆိုထိထိရှင်းရှင်းလှပနေမှာပါပြီးတော့ခပတ်ပံဝင်တာမလို့ကိုဟန်ကိုပုံမိုးလှပစေပါတယ်ဒီနေရာတော်လူအများကြီးအကြည့်ကိုဖန်ဆနိုင်ပြီးတော့ကိုယုံကြည်မှုအပြည့်နဲ့လှပနေစေမယ်ဒီလိုလက်စရီဆန်တဲ့ fashion ကိုမှဈေးနှုန်းလေးက1,600ကကျတဲ့ပါပဲရှင်အရေးသွေးမြင့်မာတဲ့ပစ္စည်းကောင်ကိုတို့တန်မိုးရှိတဲ့ဈေးနဲ့ရဖို့ဆိုတာမလွယ်ပါဘူးနော်ရင်30မှာ44ကျယ်ဒီဝတ်ဆင်နိုင်တာမို့လို့ပုံစံမျိုးစုံနဲ့လက်ဖက်ကြီးဝတ်ဆင်နိုင်ပါတယ်မြန်မာပြည်ရာသီဦးနဲ့လည်းကိုက်ညီတဲ့ပေါ်ပါတဲ့အသားကတတ်တာရှိမှုကိုအပြည့်အဝပေးဆက်မှာပါရှိမဖြစ်လှပတဲ့ကောင်လေးကိုလက်လို့မခံမဲ့အခုပဲမှန်ယူလိုက်ပါတော့ရှင်